အားလုံးပဲမင်္ဂလာပါဒီနေ့စိတ်ပေါက်တာနဲ့ဒါမြတ်စွာဘုရားရဲ့အလောင်းတော်ဘဝတုန်းကဒီကောင်ဦးမင်းသားဖြစ်ခဲ့ဖူးတဲ့အကြောင်းကိုဇက်တော်ထဲမှာမဟုတ်ဘဲနဲ့ဝင်းကြီးရဲ့သုံးချမ်းမြောက်ပေါ့နော်ဒါပေမဲ့ဦးဇင်းတော်စာသင်တဲ့အချိန်မှာကြာတော့သူကသာမဏေကျော်စလောက်တော့သုံးချမ်းမြောက်ကိုပထမကျမ်းအဖြစ်စာပြီးသင်ရတာအဲ့မှာနောက်ဆုံးမှာပါတယ်နောက်ဆုံးဒီကောင်ဦးမင်းသားအကြောင်းအဲ့တော့အဲ့မှာစကလုံးကဘာလဲဆိုလို့ရှိရင်မာခောတန်တာဒီကဦးမာခောတာတာဒီကဦးတဲ့ဒီကံရတ္တမာရတ္တဝေရဏဟိဝေရံနာတမန်ဒီအဝေရဏဟိဝေရံတမန်ဒီတဲ့အဲ့ဒီစကားလေးကိုနောက်ဆုံးမှပဲပြောပြမယ်ဆိုတော့တိုင်းပြည်နာမည်တွေကိုတော့မပြောတော့ဘူးအဓိကတော့ပြားတိုင်းပြည်နာမည်မပြောပေမဲ့ဖေဟာအလောင်းအဖေကတော့ကာတိတိုင်းပြည်ကဘယင်ပေါ့စစ်တပ်အင်အားနေတယ်ဘန်နာတိုက်မှာဘန်နာရေးမလုံခြုံဘူးပြီးတော့တိုင်းပြည်နေနေရလေးကျင်းမြောင်းနေတဲ့ဆိုတော့ရန်သူဘယင်ကဗာရဏသီမဲတိုင်းပြည်ကကြီးရယ်စစ်တပ်အင်အားတောင့်တင်းတယ်ဘန်နာရေးဖူလုံတယ်ဟာလားစစ်သားစစ်တွေကလည်းဦးဇင်းတို့ဒီတက်လေးတဲ့ရှိတာဟိုအဲ့လေးတဲ့လုံးဖူလုံနေတဲ့အဲ့တော့အဲ့ဒီအချိန်မှာဒီဗာရဏသီမင်းကမြတ်စွာဘုရားကိုနေပြီးတော့ဖေဟာအလောင်းရဲ့အဖေရဲ့တန်းပြေကိုသူကနေပြီးတော့စစ်ထိုးရှင်တာစစ်ထိုးရှင်တဲ့အချိန်မှာအဲ့ဒီအချိန်မှာဖေဟာအလောင်းကမိခင်ရဲ့ပဋိသန္ဓေထဲကိုမရောက်သေးတော့ဒီဗာရဏသီမင်းကြီးကစစ်ထိုးတဲ့အချိန်မှာမိဖုရားနဲ့ဘုရင်ကြီးကထွက်ပြေးတာဘေကိုထွက်ပြေးလဲဆိုဗာရဏသီတိုင်းပြည်ရဲ့နေဆက်ရွာလေးကိုထွက်ပြေးတာအဲ့လိုထွက်ပြေးပြီးတော့လွတ်သွားတော့မှ3နှစ်လောက်ကြာတဲ့အချိန်မှာအိုထင်းမေဘွားနဲ့နေရတာပေါ့နော်အိုထင်းမေဘွားနဲ့နေတော့3နှစ်လောက်ကြာသွားတဲ့အချိန်မှာဖေဟာအလောင်းဒီကဦးမင်းသားလေးကိုကိုဝန်စရလာတော့ကိုဝန်စရလာတဲ့အချိန်မှာဦးဇင်းတော့ဘာလဲဆိုလို့ရှိရင်အဲ့ဒီဖေဟာအလောင်းအဖေစီမှာတာဝန်ထမ်းဆောင်ခဲ့ဘူးတဲ့ဆက်တာပဲပေါ့နော်ဆက်တာပဲဆိုဒီမုတ်စိတ်တို့ကျင်ဆွေတို့ရိတ်ပေးတဲ့လူပေါ့အဲ့ဒီလူကဗာရဏသီမင်းကြီးစီမှာသွားပြီးတော့အမှုန့်ပြန်ထမ်းနေတာပြောရမလို့ဆိုရင်တော့ဘယင်မရှိတော့တဲ့အချိန်မှာဒီဗာရဏသီမင်းကြီးကလည်းအဲ့ဒီတိုင်းပြည်ကိုသိမ်းလိုက်တော့သစ္စာဖောက်လို့ပြောလို့မရတော့ဘူးသူလေသူ့ရဲ့အသက်မွေးဝမ်းကြောင်းနဲ့အဲ့ဒီမှာသွားနေတယ်ပေါ့နေတော့အဲ့ဒီမှာဒီဖယားအလောင်းအဖေကာတိမင်းကြီးလင်မယားပုံအောင်နေတဲ့နေရာကိုတွေ့သွားတာအိုသိမ့်ပေဟန်ဆောင်ထားတာမှန်းမိန်သွားတော့ရန်သူဘယင်ကြီးကိုသွားရှောက်တယ်ဘယင်ကြီးကာတိမင်းတို့လင်မယားဆိုလို့ရှိရင်ဒီရွာမှာဒီလိုလုံစားပြီးတော့ပုံအောင်နေတာကိုကျွန်တော်တွေ့ခဲ့ရတယ်တွေ့ခဲ့ရတော့ဘင်ကြီးကိုသူကလက်ဆောင်တစိုးလို့ရှင်တာပဲနေမှာပေါ့လေအဲ့လိုပဲကောက်ရှစ်ရှာရမှာပေါ့အဲ့တော့သွားပြောတဲ့အခါကျတော့ကဲအဲ့ဒါဆိုရင်တော့ဖမ်းပြီးတော့တန်းမှရမယ်ဆိုပြီးတော့ဖမ်းတော့မိန်တော့အဲ့မှာမြို့ကိုဦးဇင်းတို့ဒီတောင်အရက်ကနေပြီးတော့မြောက်အရက်ကိုဒီလက်ပြန်ကျိုးတုပ်ပြီးတော့မှပေသွားတဲ့အချိန်ဦးဇင်းတို့ဒီဘယ်လိုပြောမလဲပေသွားတဲ့အချိန်မှာနေပြီးတော့သူအသက်ခံရတယ်ပေါ့နော်သူတို့လင်မယားနဲ့အသက်ခံရတဲ့အချိန်မှာအဲ့ဒီဖေကအလောင်းက3နှစ်သားကျော်လောက်တော့ရှိပြီအဲ့တော့ဒီသူသက်ကုန်းမှနေပြီးတော့ပြစ်ထားတဲ့အချိန်မှာအဲ့ဒီ3နှစ်သားလောက်အရွယ်ဆိုပေမဲ့ဖေကခက်ကတော့ဘယ်လိုလဲဆိုတော့အဲ့ဒီဇက်ဝဲထုအရာပေါ့လေအဲ့မှာဇက်ကြောင်အရာကနေပြီးတော့သူမိဘတွေကိုတတိရှာလေးချင်းပုံပြီးတော့မှအဲ့ဒီအလောင်းကိုမီးရှို့တယ်ဆိုပြီးတော့ပြောပြတာပဲဒါပေမဲ့3နှစ်သားဒီညခင်းနေစင်တော့ဖြစ်ကုန်ဖြစ်နိုင်မှာမလားဆိုပြီးတော့တစ်ချက်တော့တွေးเสียရှိတယ်အဲ့တော့တကြုံနေတဲ့အချိန်မှာဒီဗာရဏသီမင်းကြီးကသူ့ရဲ့နန်းခေါင်ကနေပြီးတော့တွေးတဲ့အချိန်မှာသူတအားတုံနှုတ်လျှောက်ရှားသွားတာဒီလိုရန်သူလင်မယားကိုပြစ်ထားတဲ့အသက်ပြီးတော့ပြစ်ထားတဲ့နေရာမှာမိသေးရှာတကြိုတယ်ဆိုရင်သူတို့လင်မယားနဲ့တခုခုတိုဆက်တဲ့လူပဲဖြစ်ရမယ်ဒီတိုဆက်တဲ့လူကငါ့ကိုတနေ့တော့အန်ဒီပြုတော့မှာပဲ
တေချာတယ်ငါ့ကိုရံပြူတော့မှာပဲဆိုပြီးတော့ကြောက်စိတ်ဝင်သွားတာပေါ့အဲ့တော့အဲ့လိုနဲ့အရှင်တစ်ခုကြာသွားတယ်ကြာသွားတော့ဦးဇင်းတို့ဘယ်လိုအနေအထားကိုရောက်လဲဆိုတော့အဲ့ဒီမှာဒီအရွေရောက်လာပေါ့ဆေးချောင်းတဲ့အရွေကိုဒီကောင်ဦးမင်းသားရောက်လာတယ်အဲ့ရောက်လာတော့သူဒီပလွေမှုတ်တဲ့အတက်ပညာကိုတက်တယ်တက်လာတော့ဒီစင်တေးကောင်းမှနေပြီးရောနန်းတို့ထိဝင်ပြီးတော့စင်တေးကောင်းမှစင်တွေကိုမွေးမြူပြုစုလုပ်ကြွေးရတဲ့နေရာမှာနေပြီးရောသူအမုံထမ်းတယ်အမုံထမ်းပြီးအဲ့စင်တေးကောင်းမှညာဘက်ဆိုသူပလွေမှုတ်တာအကြီးကတော့ဘယင်ကြောင်းအောင်မှုတ်တာပေါ့အဲ့တော့ဘယင်ကြီးကအဲ့ဒီအတန်ကြားတယ်ကြားတော့ဒီလောက်တော့တီးခဲမုံကောင်းတဲ့လူဖြိုဖြင်းမုံကောင်းတဲ့လူငါစီခိုလိုက်စမ်းဆိုပြီးတော့အဲ့မှာဖြိုဖြင်းရေးသမားဖြစ်သွားတာပေါ့ဘယင်ရဲ့အနီးကပ်လူဖြစ်သွားတယ်အဲ့မှာဗုဒ္ဓရရစရာလေးတစ်ခုကလေးရှိတယ်ဗျဆိုတော့ဒီကိုကခေါင်းဆောင်ခေါင်းတယောက်စီမှာအနည်းကနေပြီးတော့တပိတ်ခံရတယ်ခံလာပြီဆိုလို့ရှိရင်သူကဒီကောင်မင်းသားရဲ့ကျင့်စဉ်လေးပေါ့သူကဘယင်ကြီးအိပ်ပြီးမှပဲအိပ်တာဘယင်ကြီးမနိုးသေးဘူးသူနိုးနေပြီးရင်ဒီစကားလေးရှုပ်ရှုပ်တာတာနဲ့ဆက်ဆံနေပေါ့နော်ပြီးရင်အမြဲတမ်းသူကဘာလုပ်ပေးရမလဲဆိုတဲ့ဟာမျိုးကိုမေးလေးမေးထားရှိတယ်အဲ့ဒီလိုအရှစ်တွေကြောင့်ဘယင်ကြီးကဒီကောင်ကိုနေပြီးတော့ဖះအလောင်းဒီကောင်မင်းသားတို့သဘောကျလာသဘောကျတော့နောက်လိုက်နောက်ပါဘေးသွားပါလာတယ်ပေါ့ပါလာတော့တနေ့ကျတော့ဒီတိုးလိုက်အမေးလိုက်ထွက်တာပေါ့အမေးလိုက်ထွက်တော့အဲ့မှာအမေးလိုက်ရင်နဲ့ဘယင်ကြီးကမြင်းစီးပြီးတော့မှလမ်းသူ့နောက်ကကိုရန်တို့တွေဒီ batsman တွေနဲ့ဝေးကွာသွားတာဝေးကွာသွားတော့ဦးဇင်းတို့ဘာဖြစ်လဲဆိုတော့အဲ့ဒီအကွက်ကိုဒီကောင်မင်းကအပိုင်ရှောင်းတာပေါ့နော်အပိုင်ကိုင်းတာဘယင်ကြီးကိုမှင်အောင်လိုက်တယ်မှင်တော့ဘယင်ကြီးမိုးပန်းနေတဲ့တနေရာကိုရောက်တော့ဘယင်ကြီးကိုတွေ့တော့ညောင်းညာနေတဲ့ဘယင်ကြီးကဒီသူကလေးလူယုံဆိုတော့သူ့ရဲ့ဒီကပိုက်ရင်ဝင်ထဲမှာအိမ်မိုးကြသွားလို့အိမ်မိုးကြတဲ့အချိန်မှာဘယင်ကြီးကအိမ်မဲတာအိမ်မဲထဲမှာဘယ်လိုလဲဆိုတော့ဒီကာတိမင်းသူသိမ့်ပိုက်ထားတဲ့ကာတိမင်းရဲ့သားကသူ့လေပန်းကိုတန်ကြီးနဲ့ထိုးတယ်ဆိုပြီးတော့အိမ်မဲတာပေါ့ဒါမဲ့တကယ်လေးအဲ့ဒီဟာအပြင်မှာဖြစ်နေတာဗျဒီကာတိမင်းရဲ့သားဖြစ်တဲ့ဒီကောင်မင်းသားလေးကအဲ့ဒီဘာရဏသီမင်းကြီးကိုတန်ကြီးနဲ့ပထမတစ်ခါထိုးဖို့လောက်တယ်လောက်တော့ဦးဇင်းတော့သူ့အဖေပြောခဲ့တဲ့မှားခဲ့တဲ့စကားလုံးကိုသူကပြန်တတိယမာခိုတွန်တာဂျီကာကိုဒီဂန်ရတာမာရတန်ဝေရနာဟိဝေရန်ဝေရနာဟိဝေရန်နာသမန်ဒီအဝေရနာဟိဝေရန်သမန်ဒီတဲ့အဲ့ဒီစကားလေးကိုပြန်ပြီးတော့တတိယတာပေါ့တတိယတော့မထိုးဘူးဒုတိယအရှိကျန်တယ်လေပန်းကိုတန်လေးထောက်တယ်မထိုးတတိယအရှက်မှာတော့ဒီဘယင်ကြီးအိမ်မဲနေတယ်လို့တကယ်လေးဖြစ်နေပြီးတော့ဘယင်ကြီးကလန့်တော့အဲ့ဒီဟာဟိုဒီကာဒီဒီဘာရဏသီမင်းကြီးကဒီကောင်ကိုပြိုပြသူလန့်ဖြန့်ပြီးတော့ညိုးလာတယ်จิตသိမ်းမွေးညံ့နေထားပြီးရွှေတွေပြန်ပြီးရောပေါ့အဲ့ဒီအချိန်မှာသူကအဲ့လိုပြိုပြတော့ဒီကောင်မင်းသားလေးတကယ်ပြောတယ်အဲ့အချိန်မှာလုံချုံရေးတွေကမရောက်သေးတော့ဟုတ်တယ်တဲ့အရှင်မင်းကြီးကျွန်တော်ဟာနေပြီးတော့ကာတိမင်းရဲ့သားအရင်မှာဒီလိုဘယင်ကြီးကိုတနေ့လေးတုံးပြန်မယ်ဆိုတဲ့စိတ်နဲ့ဒီပလွေမှုတ်တဲ့အတက်ပညာကိုသင်ပြီးတော့မှဘယင်ကြီးကိုအနိကစောင့်ကြည့်ခဲ့တာပေါ့နော်ဒီနေ့မှာကျွန်တော်ဟာအခွင့်အရေးရရှိခဲ့တယ်ဒါပေမဲ့မသက်ခဲ့ဘူးဘာကြောင့်မသက်တာလဲဆိုရင်အဖေရဲ့ဆုံးမစကားကြောင့်တဲ့စိုးကကြံခဲ့တဲ့စကလုံးတစ်ခုအဲ့ဒီအချိန်မှာမြို့လေကောင်ကြီးမှာဒီသူတို့လင်မယားကိုဆွဲခေါ်သွားတဲ့အချိန်မှာမြို့လေကောင်ကြီးမှာလူတွေလေးဝိုင်းအောင်ကြည့်နေတဲ့အချိန်မှာဒီကောင်မင်းသားလေးကသူ့အဖေစီကိုပြေးဝင်လာဖို့လောက်တာသူမိဘတွေစီအဲ့ဒီအချိန်မှာသူ့အဖေကအဲ့ခုနပြောတဲ့စကလုံးကိုမှားတာအဲ့တော့သူ့သားသဘောပေါက်တယ်အဲ့တော့ကြံတဲ့လူတွေကသဘောမပေါက်ဘူးအတန်ကိုပေးကြအဲ့ဒါကြောင့်လူတွေကတော့မှတ်ရှက်ပြုတာပေါ့ဒီဘင်းကြီးကိုတရားမှာကြောက်တော့ဝေဝါးပြီးတော့မှဒါတို့ဟိုကြောင်ကရန်ပြိုးနေတာပြီးဆိုပြီးတော့လူတွေကအမှတ်ရှက်ပြုကြတာပေါ့နော်တကယ်တမ်းကျတော့သူ့သားကိုရေရှိပြိုးနေတာအဲ့ချိန်မှာဘယင်ကြီးနဲ့သူနဲ့စကားပြောဖြစ်တယ်သူကလည်းကာတိမင်းရဲ့သားဖြစ်တဲ့အကြောင်းဝန်ခံတယ်ဘယင်ကြီးကလည်းသူကြောက်တဲ့အကြောင်းကိုပြောတော့အဲ့မှာဘယင်ကြီးကပြောတယ်ဒါဆိုရင်ဒီကောင်ကြီးရဲ့မင်းလေးငါ့ကိုအသက်ကိုလူငါလေးမင်းကိုအသက်ကိုလူမယ်
ကယ်လို့မင်းကငါ့ကိုပဲလိုက်လို့ရှိရင်ငါရဲ့မျိုးစိတ်တွေကမင်းကိုပြန်တတ်မယ်မင်းဟိုငါပဲလိုက်ပြန်ရင်လေမင်းရဲ့မျိုးစိတ်တွေငါ့ကိုပြန်လာတတ်မှာဒီတော့အဲ့ရန်ညိုးရန်စားကဘယ်တော့မှပြီးမှာမဟုတ်ဘူးဒီကောင်ဦးရေဒါကြောင့်မင်းလေးငါ့ကိုအသေးလူငါလေးမင်းကိုအသက်ပြန်လှူမယ်ငါတို့ရန်ညိုးတွေကိုပေဖြောက်လိုက်ကြမယ်ဆိုပြီးတော့အဲ့မှာငင်းချမ်းရေးရတော့တာပေါ့နော်တကယ်ရန်သူ2ယောက်ကရတော့ဒီဘာလန်တိမင်းကြီးကသူ့သမီးကိုပေးစားလိုက်တယ်ဒီကောင်မင်းသားနဲ့တိုင်းပြည်ရဲ့တဝဲကိုလေးပေးလိုက်တယ်ဆိုတော့အင်ရှင်းမင်းသားဖြစ်သွားတာပေါ့ဗျာဘာလန်တိတိုင်းပြည်နှစ်ခုလုံးကိုပိုင်သွားတာပေါ့သူ့အဖေတိုင်းပြည်လေးရတယ်ဒီဘက်ကသမီးကိုပေးလိုက်တဲ့အတွက်တိုင်းပြည်တရှမ်းကိုလေးရတယ်ဒီဘရင်ကြီးတည်ရင်တို့သူတေချာပေါ့ကျင့်တယ်ဘယင်ဖြစ်မှာပေါ့နော်အဲ့ဒီအချိန်မှာစိုးစိုးစကလုံးပေါ့ဒီမာခိုတွန်တာတာဒီကဘူးဒီကန်ရဲတာမာရဲတန်ဝေရနာဟိဝေရနာသမန်ကြီးအဝေရနာဟိဝေရသမန်ကြီးဆိုတာဘာကိုပြောတယ်လဲဆိုတော့ရှစ်သားဒီကဘူးတဲ့အရှိကိုနေမကြည့်နဲ့အတူလေးမကြည့်နဲ့တဲ့အရှိကိုမကြည့်နဲ့ဆိုတာကဘာလဲဆိုရန်ညိုးရန်စားတွေကိုတရားနဲ့တရားအခမ်းမသိလို့စကားတွေများတယ်ရန်ညိုးတွေဖြစ်သွားကြတယ်အဲ့ဒီရန်ညိုးတွေကိုတာရှည်မထားနဲ့လို့သူ့အဖေကမှာတာတဲ့ဘရင်ကြီးကိုဒီကောင်မင်းသားတိုးထဲမှာပြောပြတာပြန်ပြီအတူကိုလည်းမကြည့်နဲ့ဆိုတာဒိုးဘဝမှာဦးစင်းတို့ဘဝမှာဒီမိတ်ဆွေကောင်းနေဆိုတာရှိတယ်ဗျဟိုတခုရှိရလေရန်သူအယောက်100sorry ဦးစင်းတို့ဘာလဲဆိုစာအုပ်ကောင်းဟို100ပေါ့နော်အဲ့ဒီစာအုပ်ကောင်း100ကမိတ်ဆွေကောင်း100ယောက်နဲ့ညီမျှတယ်တဲ့ဆိုတော့အဲ့တော့ဘဝမှာကိုယ့်အပေါ်တကယ်ကောင်းတဲ့မိတ်ဆွေတွေရှိကြအဲ့တော့မိတ်ဆွေကောင်းနေလို့မျိုးပေမဲ့ဦးဇင်းတို့လူတယောက်နဲ့တယောက်ကစိတ်ထားတွေအစင်မပြေမှုတွေကြောင့်ဖျားတွေရှိနေလို့စကားဖြစ်မစီလေတာတွေဖြစ်ကြတော့အဲ့ဒီအခက်အတန့်မှာဦးဇင်းတို့လေတံမာနဲ့ဆက်ဆံမိသွားမယ်ပြုဆိုသွားမယ်ပြုစုံမိသွားမယ်တစ်ဖက်ကမရှိမဆန်းဖြစ်သွားမယ်မခံမရဖြစ်သွားမယ်ပေါ့နော်အဲ့လိုဖြစ်သွားတဲ့အခါကျရင်ခွင့်မလွတ်နိုင်တဲ့အခါရန်ညိုးတွေကရှည်သွားတာပေါ့ဆိုတော့အဲ့ဒီမှာမိုက်ဆွေကောင်းတွေကိုအရှင်တူတူလေးခဏလေးအတွင်းမှာအစင်မပြေမှုန်ကြောင့်လမ်းမခွေလိုက်ပါနဲ့လို့ပြောတာတဲ့အဲ့ဒါအတူကိုလေးမကြည့်နဲ့ပေါ့နော်အရှိကိုလေးမကြည့်နဲ့ဆိုတာတော့ရန်ယုံညံရန်စားတွေကိုရေရှည်မထားပါနဲ့လို့ပြောတာတဲ့အဲ့တော့ဝေရနာဟိဝေရနာသမန်ကြီးအဝေရနာဟိဝေရသမန်ကြီးဆိုတာကတော့ရန်ကိုရန်ရှင်းဖြည့်ရှင်းတဲ့အခါကျရင်အဲ့ဒါပြီးသွားတယ်လို့မရှိဘူးပေါ့နော်ဒီခွင့်တော်မုံတိခံမုံပြီးရင်ယုံနေတော့မနေဒီကာရပေါ့သင်ဖြစ်နိုင်တဲ့အကြောင်းအရာကိုတွေးပြီးတော့နားလေခွင့်တော်ပေးလိုက်တာပေါ့နော်အဲ့ဒီအကြောင်းကြောင့်ပဲရန်ညိုးတွေပြေပြောက်ပြီးတော့တကယ်ငင်းချမ်းရကြတာပါဆိုပြီးတော့သူ့အဖေကဒီလိုပြောတာဖြစ်ပါကြောင်းဘယင်ကြီးကိုရှောက်တင်လိုက်တဲ့အချိန်မှသူဘယင်လေးတိုင်ကြီးတဝဲကိုလေးရတယ်သမင်းကိုလည်းဘယင်ကြီးပေးစားလို့သမင်းလေးရတယ်အင်းရှိဆန်မင်းသားဖြစ်သွားတယ်သူ့အဖေတိုင်ကြီးကိုလေးပြန်ရတယ်ပေါ့နော်အဲတော့ဒီနေ့တို့ဒီလိုအခိုက်အတန့်မျိုးတွေတရားနဲ့တရားမပြေလည်မှုတွေရှိကြတယ်ဆိုလို့ရှိရင်ပုထုဇဉ်တွေအားလျော်ဆိုတာဒိုးသားတွေရှိကြမှာပဲအဲ့တော့မလုံးဝမပြေလည်နိုင်တဲ့ကိုကတော့ခွင့်လို့ရှင်တဲ့တစ်ဖက်ကကိုယ့်အပေါ်ရန်ညို့ရန်စားတကယ်ထားနေတယ်သူနဲ့ကင်းကင်းရှင်းရှင်းနေမှရမယ်ဆိုရင်လေကိုကရန်ညို့ရန်စားမထားဘဲနဲ့ခွင့်လို့ပေးလိုက်ပြီးတော့တကယ်ကင်းကင်းရှင်းရှင်းနေလိုက်ပေါ့နော်အဲ့ဒါကိုပြန်မစိုးတရား၄ပါးမှာဥပ္ပခါလို့ပြောတာဟုတ်တကယ်လို့ဟိုဘက်ကလူကလည်းကိုယ့်အပေါ်ခွင့်လို့ပေးနိုင်လောက်တဲ့နှလုံးသားမျိုးရှိရဲဆိုရင်ကိုကလည်းခွင့်လို့ပေးနိုင်ရမယ်ဒါဆိုရင်ရန်ညို့တွေပြေသွားမယ်ပေါ့နော်နောက်ဆုံးအချက်ကတော့ဦးဇင်းတို့ဒီမိုက်ဆွေကောင်းတွေပေါ့နော်မိုက်ဆွေကောင်းတွေမှာမိုက်ဆွေကောင်းတွေနဲ့ပေါ့နော်ခေတ္တခဏအဆင်မပြေမှုန့်တွေကြောင့်လမ်းမခွေကြပါနဲ့လို့တိုက်တွန်းလို့ဆိုရင်ねဒီနေ့ဖယားအလောင်းဒီကဦးမင်းသားအကြောင်းလေးကိုပြောပြရင်းねဘဝရဲ့ wisdom knowledge sharing ကိုဒီနေရာမှာပဲငင်းကုန်ကံပဲအဆုံးသတ်လိုက်ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်များမှာလေးပဲဦးဇင်းကြုံရင်ကြုံတယ်လို့ဗမာလို့အများနာလေအောင်ဘုန်းတော်များသောအဖြစ်အရဦးဇင်းရခိုင်မှာကိုအကောက်ထဲမှာလေဒီရခိုင်ဖိုလိုဝါသမားတွေပဲများကြတယ်များသောဖြင့်ကိုကရည်စရာတွေကောက်တင်တော့လေဒါမဲ့လေအရှင်အခိုက်အတန့်အားလျော်စွာဒီဗုဒ္ဓရဲ့ဗိဓိကတူထွေကဒီတကယ်ကိုလူပန်းဝန်းကျင်မှာဖြစ်နေတဲ့အကြောင်းတရားတွေနဲ့ပြစ္ဆုတ်ပံကာလနဲ့တိုက်ဆိုင်တဲ့အကြောင်းအရာတွေဆိုရင်တော့
sharing လေးလုပ်ပေးပါမယ်လို့ပြောရင်လည်းအဆုံးသတ်ပါရစေเนาะကျေးဇူးတင်ပါတယ်